ကျွန်တော်တို့အားလုံးဆင်ခြင်ရမယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကပါလဲဆိုလို့ရှိရင်ထွမြောက်ရာကျမ်းအခန်းကြီး3အပိုင်ငယ်9ထွမြောက်ရာကျမ်းထဲကပဲကျွန်တော်တို့လေ့လာသွားမှာဖြစ်ပါတယ်ထွမြောက်ရာကျမ်းအခန်းကြီး3အပိုင်ငယ်9မှာဘာတွေ့ရတယ်လဲဆိုလို့ရှိရင်သာဝရဘုရားကလည်းအေဂုတ်ပြည်၌ရှိသောငါဤလူတို့ခံရသောဟင်းဆဲခြင်းကိုငါစစ်မြင်ခဲ့ပြီးသူတို့ကိုစေခိုင်းသောသခင်ကြောင့်သူတို့မြည်တမ်းသောအတန်ကိုလည်းငါကြားခဲ့ပြီးသူတို့နာကျင်ခြင်းအနာကိုလည်းငါသိပြီးသူတို့ကိုအေဂုတ်တုပြီးအေဂုတ်လူတို့လက်ထဲမှကဲနှုတ်၍ခါနနီလူဟိတိလူအမောရိလူစေဖရိလူဟိတိလူစေဖုတိလူတို့နေရာမှာနို့နှစ်ပြားရည်စီသောပြည်တို့ပို့ဆောင်ခြင်းဟာငါရှင်းလာပြီသာဝရဘုရားကနေပြီးတော့ဣသေလလူတွေကိုမောရှေဥဆောင်ပြီးတော့နော်သာဝရဘုရားကသူတို့ကိုပြောတာဖြစ်ပါတယ်အဲ့မှာဘာကြောင့်ပြောတယ်လဲဆိုလို့ရှိရင်ဣသေလလူမျိုးတွေဟာအေဂုတ်တို့ပြီးမှာနော်ကျွန်းခံတဲ့အတွက်ကြောင့်သူတို့ရဲ့အော်ဟစ်တန်သူတို့ရဲ့ဒီရိုက်နှိုက်ခြင်းနော်ပြီးတော့မှသူတို့ရဲ့ဒီစိတ်ပြက်ပြီးတော့ငိုယိုတဲ့အတန်တွေကိုသာဝရဘုရားကကြားတဲ့အချိန်မှာသာဝရဘုရားကအလွန်ပဲဝမ်းနည်းတဲ့အတွက်ကြောင့်ဣတိသူ့ရဲ့လူမျိုးတွေတန်ဆင်းတဲ့လူမျိုးတွေကိုအီဂျစ်ပြည်မှာခါနန်ခုနကတော့အေဂုတ်တုပြည်မှာမနေရလေအောင်ဘုရားသခင်ကလို့ရှိတဲ့အတွက်ကြောင့်မောရှေကိုခေါ်ပြီးတော့မှဒီလူတွေကိုခမညာနို့နဲ့စီးတော့နော်ပြားရည်နဲ့စီးတော့ကောင်းကင်နိုင်ငံဒီခါနန်ပြည်ကိုခမညာတွားရမယ်လို့နော်သူ့ကိုပြောပါတယ်ဆိုတော့ဒီအရာကကျွန်တော်တို့ကိုဘာပြောထားတယ်လဲဆိုလို့ရှိရင်မောရှေခေတ်အခုကုန်သွားပြီအဗရာဟံခေတ်ကုန်သွားပြီခမညာနဲ့ကျွန်တော်ဟာယနေ့ကျွန်တော်တို့ကိုစကားပြောတာဖြစ်တယ်အခုတော့ကျွန်တော်ပြောပြီးပြီအေဂုတ်တုပြည်ဆိုတာကလောကကြီးကိုပုံဆောင်တာဖြစ်တယ်အဲ့ဒီလောကကြီးမှာကျွန်တော်တို့ယနေ့အသက်ရှင်နေတဲ့အချိန်မှာနော်ဖယားတရားနဲ့မတော်ပဲနဲ့မိမိရဲ့လူရင်ဆန္ဒအတိုင်းပဲတွားကြတဲ့အတွက်ကြောင့်ဖယားသခင်စိတ်ပြတ်တယ်နော်ဖယားသခင်စိတ်ပြတ်တယ်ဖယားကိုတော့ကိုးကွယ်ခြင်းနဲ့ဒါပေမဲ့ကိုးကွယ်တဲ့နီးမမှန်တဲ့အတွက်ကြောင့်ဖယားသခင်စိတ်ပြတ်တယ်အဲ့ဒါကြောင့်မလို့နော်ကျွန်တော်တို့ရှိမှဒီဟိုရင်းနေတရားဟောဆရာတွေမြောက်များဆိုတာလွှတ်ပေးတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီလောကကြီးကနေကျွန်တော်တို့လွတ်ပြီးတော့ကောင်းကင်နိုင်ငံကိုအမွေခံစေခြင်းလို့နော်သာဝရဘုရားကနီလန်အမျိုးမျိုးနဲ့ကျွန်တော်တို့ကိုဒွေးဆောင်တယ်ဒီမှာလဲကြည့်မယ်ဆိုလို့ရှိရင်ဘုရားသခင်ကမောရှေကိုဒွေးဆောင်တယ်မောရှေဒီလူတွေကိုခမညာနို့နဲ့ပြားရည်ရှိတဲ့ခါနန်ပြည်ကိုတွားရမယ်ဦးစီးဦးဆောင်ရမယ်လို့သူ့ကိုပြောပါတယ်ပြောတဲ့အချိန်မှာမောရှေကဘာပြောတယ်လဲဆိုလို့ရှိရင်ထွမြောက်ရာကျမ်းအခန်းကြီး4အပိုင်ငယ်30မှာနော်သူကမောရှေကဘုရားသခင်ထံကိုသူကဘာပြောတယ်လဲဆိုလို့ရှိရင်မောရှေကလည်းထိုဘုရားသခင်ဘုရားသခင်အကျွန်ုပ်တီနှုတ်တတိမရှိပါအထက်ကလည်းမရှိကိုရောကျွန်အားမိတော်မူသောအခါ၌ပင်မရှိပါနှုတ်လေးတော်သူစကားနှင်းပြောတော်သူဖြစ်ပါ၏ဟုသာဝရဘုရားအားဆိုလေ၏ဒီနေရာမှာဘုရားသခင်ကဣသေလလူတွေကိုဥဆောင်ဖို့ရလူတွေလိုက်ရှာတဲ့အချိန်မှာမောရှေကိုပဲဘုရားသခင်ကသဘောကျပါတယ်အမှန်ဆိုလို့ရှိရင်မောရှေဟာနှုတ်တတိနဲ့ပြည့်စုံတဲ့ပညာအတတ်နဲ့ပြည့်စုံတဲ့နှုတ်ကပတ်ဒီဟရင်ဖြစ်တယ်မောရှေဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကကြီးမြတ်တဲ့ဘုရားသခင်ကမောရှေကိုရွေးတဲ့အချိန်မှာမောရှေကဘာပြောတယ်လဲဆိုလို့ရှိရင်ကျွန်တော်ဟာနှုတ်လေးတော်သူဖြစ်တယ်စကားအတော်သူဖြစ်တယ်လို့ပြောပါတယ်အဲ့ဒါဟာမောရှေဟာဘာကြောင့်အဲ့လိုပြောရတယ်လဲဆိုလို့ရှိရင်
ဖယားနဲ့မောရှေနဲ့နှိုင်းလို့မရဘူးကျွန်တော်တို့နဲ့ဖယားနဲ့နှိုင်းလို့မရဘူးဖယားသခင်ကမြင့်မြတ်တဲ့ဖယားဖြစ်တယ်အကြီးမြတ်ဆုံးသောဖယားဖြစ်တယ်ကျွန်တော်တို့ကဘာမှမဟုတ်ဘူးနော်အဲ့ဒါကြောင့်မလို့ဖယားရှိမှာမေတူမဆိုဘယ်လောက်ပဲပညာဘယ်လောက်ပဲတတ်ဘယ်လောက်ပဲနှုတ်တတ်ရှိဖယားသခင်ရှိမှာတော့ကျွန်ုပ်ဒီဘာမှမရှိပါလောကမှာမီလီယံနဲ့တထေးကြီးဖြစ်ရင်လေဖယားရှိမှာဘာမှမဟုတ်ဘူးအမိုက်တွေဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့ဖယားရှိမှာမောရှေကလည်းထူးချွန်တဲ့မောရှေဖြစ်တယ်ဒါပေမဲ့ဖယားရှိမှာရောက်တဲ့အချိန်မှာကျွန်တော်ဟာနှုတ်လေးတော်သူဖြစ်တယ်စကားအတော်သူဖြစ်တယ်စကားမပြောနိုင်ဘူးဆိုပြီးတော့မှဖယားရှင်မှာညင်းဆိုတယ်ညင်းဆိုတဲ့အချိန်မှာဖယားသခင်ကမောရှေကိုသူပြန်ပြောပြန်တယ်လေဆိုလို့ရှိရင်ဆမ်းမြတ်တဲ့အခန်းကြီး3အပိုင်ငယ်7နှစ်မှာကြည့်မယ်ဆိုလို့ရှိရင်ဖယားသခင်ကအကယ်စင်စစ်ငါတင့်ဖက်နာရှိလိမ့်မည်ငါတီတင့်ဖက်မှာရှိလိမ့်မယ်ငါတီတင့်ကိုစေထွက်ခြင်းဟာလက္ခဏာတက်တေဟူမူကားတင်းဒီထိုလူတို့ကိုအကုတ်ပြီးမှဆောင်နှုတ်ဆောင်ပြီးလျင်ဤတောင်ပေါ်မှာဖယားသခင်အားဝတ်ပြုရမည်ဟုမိန့်တော်မူ၏နော်အဲ့ဒီမှာမောရှေကဖယားသခင်ကဖယားသခင်ကမောရှေကိုရွေးနှုတ်တယ်ဒါပေမဲ့မောရှေကငါနဲ့မထိုက်တန်ဘူးကြီးမြတ်တဲ့ဖယားဆိုတာ तू သိတဲ့အတွက်ကြောင့်သူ့မှာနှိမ့်ချခြင်းနဲ့နော်ကိုရောရှေ့မှာကျွန်တော်ဟာနှုတ်လေးတော်သူဖြစ်တယ်လို့သူ့ကိုသူဝန်ခံပြီးတော့မှဖယားသခင်ချင်းမှာရှောက်တဲ့အချိန်မှာဖယားသခင်ကသူ့ကိုဗာပြောတယ်လေတင်းရဲ့နှုတ်ကိုဖန်ဆင်းတဲ့သူကဘယ်သူလဲတင်းရဲ့နှုတ်မှာငါရှိတယ်တင်းဖက်မှာငါရှိတယ်လို့ဖယားသခင်ကမောရှေကိုနော်အာမခံပေးတယ်အဲ့ဒါကမောရှေကိုစကားပြောတာကကျွန်တော်တို့ကိုစကားပြောတာဖြစ်တယ်ဖယားသခင်ရဲ့နှုတ်ကပတ်တော်တမန်တရားပြောဖို့ရန်မဆက်နဲ့ပြောဖို့ရန်ကျွန်တော်မဟာနှုတ်လေးတယ်အားတယ်နော်ကျွန်တော်ကြောက်တယ်လို့မပြောနဲ့တင့်ဖက်မှာငါရှိတယ်လို့ကျွန်တော်တို့ယုံကြည်သူတွေကိုမောရှေကိုညွှန်းပြီးတော့ကျွန်တော်တို့ကိုပြောခြင်းဖြစ်တယ်အဲ့ဒါကြောင့်မလို့ချီးမွမ်းစရာရှိရင်ရဲတင်းဖယားကိုချီးမွမ်းပါဘာမှဆက်စရာလည်းမရှိဘူးဘာမှကြောက်စရာလည်းမရှိဘူးနော်ဘာမှကြောက်စရာမရှိဘူးဖယားကကျွန်တော်တို့ဖက်မှာရှိတယ်ယနေ့ကိုခန္ဓာစိတ်ဝိညာဉ်ဖယားသခင်ကကျွန်တော်တို့ကိုကွယ်ကာမအစတယ်ကောင်းကြီးပေးတယ်နော်အဲ့ဒါကြောင့်မလို့ဖယားဖက်မှာကျွန်တော်တို့ကငြင်းဆန်ဖို့မဟုတ်ဘူးဖယားပြောရင်ပြောတဲ့အတိုင်းကျွန်တော်တို့နေထိုင်ဖို့လိုတယ်အဲ့ဒါကြောင့်မလို့ဒီကဖယားသခင်ကမောရှေကိုငါတင့်ဖက်မှာငါရှိတယ်လို့ပြောတဲ့အတွက်ကြောင့်ဖက်မြရကြအခန်းကြီး3အပိုင်ငယ်1နဲ့3မှာကြည့်မယ်ဆိုလို့ရှိရင်တင်းလက်မှာပါရှိတယ်လေလို့ဖယားသခင်ကမောရှေကိုမေးတဲ့အချိန်မှာထန်တန်ရှိပါတယ်လို့ပြောပါတယ်အဲ့ဒီထန်တန်ဟာနော်အသက်ရှင်နဲ့ချောက်တဲ့တစ်ဖြစ်တယ်နော်တစ်ဖြစ်တယ်ဒါပေမဲ့ဖယားသခင်ကအဲ့ဒီထန်တန်ကိုအယွတ်နဲ့ဒီရင်းလေစိန်လန်တော့အယွတ်လေပေါက်စီတယ်ပြီးတော့မှသူ့ရဲ့အကဲအခက်တွေလည်းထွက်နိုင်တယ်အဲ့ဒါကထန်တန်ဆိုတာကဘာကိုပုံဆောင်တယ်လဲဆိုလို့ရှိရင်ဖယားသခင်ရဲ့တကူထင်ရှားတဲ့ထန်တန်ဖြစ်တယ်အဲ့ဒီထန်တန်နဲ့လေပင်လေကြီးကိုခွဲပြီးတော့မှပင်လေကြီးဟာနိုင်ရန်ကဲ့သို့ဖြစ်ပြီးတော့ဣသေလလူတွေကိုတွားနိုင်တာဖြစ်တယ်အဲ့ဒါကြောင့်မလို့တောင်မွေးဟာဘာမှအတုံးမချဘူးဒါပေမဲ့ဖယားသခင်ကတောင်မွေးကိုရွေးတယ်မောရှေကိုရွေးတယ်လို့ဖယားသခင်ကတောင်မွေးကိုရွေးတယ်အဲ့ဒီတောင်မွေးကိုရွေးခြင်းအပြင်အဲ့ဒီတောင်မွေးဟာဖယားပြောတဲ့အတိုင်းလုပ်လိုက်တယ်ဆိုလို့ရှိရင်အသက်ရှင်တဲ့သူဖြစ်သွားတယ်နော်ချောက်တဲ့တစ်ကိုင်းဖြစ်ပေမဲ့ချောက်တော့တောင်မွေးဖြစ်ပေမဲ့ဖယားသခင်ကအတုံးပြုတ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီတောင်မွေးကလည်းဘာမဆိုးအလုပ်လုပ်နိုင်တယ်ဆိုတော့တောင်မွေးကအလုတ်လုတ်တလားဆိုလို့ရှိရင်မဟုတ်ဘူးဖယားသခင်ကတောင်မွေးကိုအသုံးပြုတာဖြစ်တယ်။အဲဒါကြောင့်မလို့ယနေ့ယုံကြည်သူများနော်ကျွန်တော်တို့ကျမတို့လည်းဘာမှကျွန်တော်မလုပ်နိုင်ဘူးကျွန်တော်ကျမ်းစာမတတ်ဘူးဧဝံဂေလိမပြောနိုင်ဘူးဆိုတာမရှိဘူးဖယားသခင်ကကျွန်တော်တို့ကိုမျက်စိမြင်စေတယ်ပြောစေတယ်ဝါလင်းစွာကျွန်တော်တို့
မြန်မာပြည်သားတွေမြန်မာပြည်မှာနေမယ်ဆိုလို့ရှိရင်ပိန်ချုံနေမှာဖြစ်တယ်နော်အယောဟရင်းနေပဲအသားတွေတော့မှမြင်ရမှာမဟုတ်ဘူးကျွန်တော်တို့ဒီအမေရိကရောက်လာတဲ့အချိန်မှာကျွန်တော်လဲဝရတယ်နော်စားရောက်တော့ကကျွန်တော်ရဲ့ဓာတ်ပုံတွေကြည့်တဲ့အချိန်မှာသနာစရာပဲဒါပေမဲ့ဂျေဇုတော်ကြောင့်ဒီအမေရိကရောက်လာတဲ့အချိန်မှာအစားအသောက်တွေတော့မရွေးပြီးတော့စားဆိုတော့ဘုရားသခင်ကကျွန်တော်တို့အတွက်လုံလောက်တယ်နော်ဘာမှကျွန်တော်တို့စိုးရိမ်စရာမရှိဘူးတင်းဖက်မှာငါရှိတယ်လို့ဘုရားသခင်ကကျွန်တော်တို့ကိုပြောတယ်ဆိုတော့ကျွန်တော်တို့ဘုရားရဲ့ကောင်းကြီးကိုခံစားဖို့ရန်ဘာလို့တလဲဆိုလို့ရှိရင်ဘုရားရဲ့စကားကိုပဲနော်နားထောင်ဖို့လိုတယ်ဘုရားပြောတာအတိုင်းပဲကျွန်တော်တို့ဘယ်ဖက်ညာဖက်လမ်းမလွဲပဲနဲ့တဲ့တွားပြီးတော့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုပဲကျွန်တော်တို့ကလက်ခံဖို့ဘုရားသခင်ကလိုရှိတယ်။နော်ကျွန်တော်တို့ဖက်မှာဖခင်ရှိပြီးသားဖြစ်တယ်။အဲ့ဒါကြောင့်မလို့မောရှေလည်းသူ့ကိုယ်သူငါစောက်တုံးငါအတုံးမကြဘူးလို့ပြောတယ်နော်။ဒီစာတိအတန်နေလည်းထွက်လာဆိုတော့ဖျားသခင်ကမောရှေကလည်းသူ့ကိုယ်သူညင်းဆိုတယ်။ဘာကြောင့်လဲဆိုကြီးမြတ်တဲ့ဖျားဖက်မှာသူနဲ့နော်ဖျားသခင်ကသူ့ကိုအသုံးပြုတဲ့အသုံးပြုမှာကိုအရန်ပဲစိုးရိမ်တဲ့အတွက်ကြောင့်သူကကျွန်တော်ကျမဟာအသုံးမကျဘူးလို့ပြောခြင်းဖြစ်ပါတယ်။ပြီးတော့မှဆန်တန်ကိုပေးတယ်။အဲ့ဒီဆန်တန်ဟာဘာဖြစ်တယ်လဲဆိုလို့ရှိရင်ဣတိလလူမျိုးတွေကိုသူအကုတ်ပီကနေဆွဲခေါ်တဲ့အချိန်မှာဖာရောဘုရင်ဆိုတဲ့စာတန်ကနေပြီးတော့ဖာရောဘုရင်ဆိုတာစာတန်ကိုပုံဆောင်တာဖြစ်တယ်နော်အကုတ်ပီကိုအုပ်ဆိုးတဲ့ဖာရောဘုရင်ထံမှာသူကရှောက်တယ်ကဲဖယားသခင်ကပြောတယ်ငါလူတွေကိုခါနန်ပြည်ကိုငါယူသွားမယ်ငါခေါ်သွားတော့မယ်ငါတို့သွားတော့မယ်လို့ပြောတဲ့အချိန်မှာအဲ့ဒီဖာရောဘုရင်ကလုံးဝသဘောမတူဘူးသဘောမတူတဲ့အတွက်ကြောင့်ဖယားသခင်ကမောရှေကိုဘလို့မှားတယ်လေဖာရောဘုရင်ကဒီလူတွေကိုခေါ်ဖို့ရညင်းလာတဲ့အချိန်မှာဆိုလို့ရှိရင်ခမည်းဒီဟရင်းကိုတောင်ဖွေးကိုပြစ်လိုက်ဆိုပြီးတော့မှတောင်ဖွေးကိုပြစ်လိုက်တဲ့အချိန်မှာမွေဖြစ်လာတယ်အဲ့ဒီတောင်ဖွေးကမွေဖြစ်လာတယ်မွေဖြစ်လာပြီးတော့မှအဲ့ဒီဖာရောဘုရင်ရဲ့စစ်သားတွေကလည်းဒီလိုသူတို့လည်းတကိုးရှိတယ်တကိုးအဲ့လိုပြလိုက်တာနဲ့သူလည်းမွေဖြစ်လာတယ်ဖြစ်လာတဲ့အချိန်မှာမောရှေပြစ်လိုက်တဲ့မွေရနေပြီးတော့ဖာရောဘုရင်ပြစ်လိုက်တဲ့မွေရအကုန်လုံးမျိုးတယ်ကြိုက်စားလိုက်တယ်ဒါပေမဲ့အဲ့ဒီဟရင်းကဖာရောဘုရင်ကရှော့တလားဆိုလို့ရှိရင်မရှော့ပြန်ဘူးငါလူတွေကိုဟိုဘက်ကိုအကုန်လုံးခွဲပြီးတော့သွားမှာဆိုတော့ငါသဘောမတူဘူးဆိုပြီးတော့စိတ်ပြန်မာတယ်နော်စိတ်ပြန်မာတဲ့အချိန်မှာနောက်ကြတော့သူဘယ်လိုဖြစ်ပြန်တယ်လဲဆိုလို့ရှိရင်ဖားတွေလဲလွတ်လိုက်တယ်တိမ်လုံးအခန်းလုံးအိတ်ခန်းရောပါတွေအကုန်လုံးဖားတွေပဲဆိုတော့သူတို့အဲ့ဒီဖာရောဘုရင်ရဲ့အဖွဲ့ကလည်းသူတို့ကလည်းမိစ္ဆာပရိုဖက်ဆိုတော့လုတ်တတ်ကြတယ်လေလုတ်တတ်ကြသူတို့လည်းဖားလုတ်လိုက်တယ်လုတ်တဲ့အချိန်မှာလည်းဒီမောရှေရဲ့တောင်ဖွေးကနေပြီးတော့အကုန်လုံးနိုင်ပလိုက်တယ်နော်နိုင်တယ်အဲ့ဒါနဲ့ဖာရောဘုရင်ကိုမေးတယ်ဖာရောဘုရင်ဘယ်လိုလဲကျွန်တော်လူတွေကိုခေါ်သွားရင်ရတော့မလားလို့ပြောတဲ့အချိန်မှာသူကလည်းလုံးဝမလို့ချင်းပြန်ဘူးနော်မလို့ချင်းပြန်ဘူးအဲ့ဒါနဲ့တကောအဲ့ဒီမှာအမျိုးပြကြရင်လေနော်ဒီမောရှေရဲ့တကောပြချင်းကပဲနော်သူတို့ကိုနိုင်တယ်နောက်ဆုံးကြတော့သူတို့နော်နောက်ဆုံးကြတော့သူလဲညင်းလို့မရတော့ဘူးနော်ဖာရောဘုရင်ကလည်းလူတွေကလည်းများတယ်ဆိုတော့သူရဲ့ဒီဟရင်ပညာချင်းပြိုင်တဲ့အချိန်မှာလဲမောရှေရဲ့တောင်ဖွေးကပဲအကုန်လုံးနိုင်တဲ့အတွက်ကြောင့်ဖာရောဘုရင်ကလုံးဝသူလည်းမတတ်နိုင်တော့ဘူးမတတ်နိုင်တဲ့နောက်ဆုံးမှာသူဘာပြောတယ်လဲဆိုလို့ရှိရင်ထမျက်ရကျမ်းအခန်းကြီး14မှာနော်ထမျက်ရကျမ်းအခန်းကြီး14မှာသူ့ကိုဘာပြောလိုက်ပြီလဲဆိုလို့ရှိရင်ထမျက်ရကျမ်းအခန်းကြီး14အပိုင်ငယ်9မှာကြည့်ရအောင်ထိုလူတို့ထွက်ပြေးကြောင်းကိုအေကုတ်ရှင်ဘုရင်ကြားလျှောက်သဖြင့်သူမှဆ၍ကျွန်များတို့သည်မနာလိုသောစိတ်ဖောက်ပြန်ခြင်းငါတို့သည်ထို
ထိုတို့ပြု၍ဣတိလလူတို့ကိုငါတို့စေခိုင်းရာမှအဘယ်ကြောင့်လွှတ်ရတနည်းဟုပြောဆိုကြ၏ထိုအခါဖာရောဘုရင်သည်ယထာတော်ကိုပြင်၍မိမိလူတို့ကိုခေါ်လေ၏ရွေသောယထာ600အေကုတ်ပီမင်းစီတော်သူရဲ့အဖွဲ့တို့နှင့်ဘိုမင်းအတီးတီးတို့ကိုခေါ်ယူလေ၏အဲ့ဒီမှာဣတိလလူတွေဟာနောက်ဆုံးကြတော့တကိုးချင်းပြန်ရင်လည်းမရတော့ဘူးရှုံးတဲ့အချိန်မှာအဲ့ဒီမောရှေဥဆောင်တဲ့ဣတိလလူတွေဟာထွက်ကြတဲ့အချိန်မှာအဲ့ဒီဖာရောဘုရင်ရဲ့စစ်သားတွေကလည်းကဲဒီလူတွေဟာလဲကြတော့ယထာမင်းနဲ့နော်အဲ့ဒီမှာလက်နက်အမျိုးစုံနဲ့သူတို့ဟာထွက်သွားကြတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာမထွက်ခင်မှာဒီဟိုထဲမှာလန်တဝတ်မှာသူတွေကသူတို့ဒီဣတိလလူတွေကမောရှေကိုဘယ်လိုအပြစ်တင်ကြတယ်လဲအကုတ်ပြမနေတော့ငါတို့ကောင်းကောင်းမွန်စားရတယ်နော်အခုတော့ထဲမှာငါတို့ကိုခေါ်လာတဲ့အခါမှာငါတို့မှာဗိုက်စားတယ်ဘာမှအားမရှိတော့ဘူးဟိုနေပဲအကုတ်သူ့ဘီကိုပဲငါတို့တရိရတယ်လို့ပြောတဲ့အချိန်မှာဖယားသခင်ကနေပြီးတော့သူတို့ကိုမာနမုတ်တွေလည်းချပေးတယ်မာနမုတ်ဆိုတာကပြည့်စုံသောအစာနော်မာနမုတ်ဆိုတာကအဲ့ဒီမှာအယတာနဲ့ပြည့်စုံတဲ့အရာဖြစ်တယ်အဲ့ဒါဘုရားသခင်ကသူတို့ကိုအဲ့ဒီမှာအချိုအခါအားလုံးမာနမုတ်မှာအယတာနဲ့ပြည့်စုံတဲ့အတွက်ကြောင့်အဲ့မှာပါတယ်အဲ့ဒါသူတို့စားသုံးကြရင်လေဣတေလလူတွေကနော်မောရှိကိုပဲအပြစ်တင်ကြတယ်နော်အပြစ်တင်ကြတဲ့အချိန်မှာနောက်ဆုံးကြတော့ဒီဟရင်ကသူတို့လည်းဒီဟရင်ကနေအေကုတ်ပီကနေသူတို့ဟာစပြီးတော့ထွက်ကြတယ်နော်လန်ခီမှာဒုက္ခအမျိုးမျိုးရောက်ကြတဲ့အချိန်မှာဒီအေကုတ်ပီကိုပဲပြန်ပြီးတော့တတိရကြတယ်ဆိုတော့အဲ့ဒါကဘာကိုပုံဆောင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်သူများစာတိပဂတိကနေဝိညာဉ်ပဂတိတို့ပြောင်းသွားတဲ့အချိန်မှာတခါတလေကြတော့စာတိပဂတိကိုပဲပြန်ပြီးတော့တတိရတယ်အရင်နှုံးကလုတ်တယ်လို့အရင်နှုံးကတောက်စားတယ်လို့ပဲပြန်ပြီးတော့တောက်စားခြင်းနဲ့နော်အဲ့ဒါကိုပုံဆောင်တာဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်တို့ယုံကြည်သူများဖယားသားသမီးဖြစ်ပြီးဆိုလို့ရှိရင်ရှောင်တဲ့ဟာတွေကိုဒုစရိုက်ကိုရှောင်ရမှာဖြစ်တယ်နော်ဒုစရိုက်ကရှောင်ဖို့ရန်ကျွန်တော်တို့မှာတာဝန်ရှိတယ်အပြစ်ဆိုတဲ့ဗီဇအပြစ်နော်မစားနဲ့စားတော်နေတဲ့ဧကမှန်တည်လိုက်မဲဆိုတဲ့အပြစ်ကတော့ဖယားသခင်ယေရှုခရစ်ကတာဝန်ယူပေးပြီးကျွန်တော်တို့မှာဘာမှလုပ်ရှာမရှိဘူးဂျေဇုတော်ကြောင့်ကျွန်တော်တို့ခံစားရတယ်ဒါပေမဲ့ကျွန်တော်တို့ယနေ့ဘယ်ကကျွန်တော်တို့ကိုချီနှောင်းတယ်လဲဆိုလို့ရှိရင်ဒုစရိုက်အပြစ်ကနေကျွန်တော်တို့ကိုချီနှောင်းတယ်ဒုစရိုက်စာတိပဂတိအပြစ်ကနေကျွန်တော်တို့ကိုအမြဲတမ်းတွေးဆောင်တယ်ယုံကြည်သူဖြစ်ပေမဲ့စာတိပဂတိအဖက်မှာပြန်ပြီးတော့လုကြတယ်အဲ့ဓာတွေကိုပုံဆောင်တာဖြစ်တယ်ဣသရေလလူတွေလည်းဘုရားသခင်ရဲ့ကောင်းကြီးမာနမုတ်တွေချပေးတယ်နော်ကြောက်ထဲကရေတွေကိုခါတဲ့ရေကိုချိုစေပြီးတော့အဲ့ဒီလမ်းတစ်ဝက်မှာကောင်းမွန်ပြည့်စုံနဲ့ဘုရားသခင်ကသူတို့ကိုပြုစုဆောင်ရင်လေအဲ့ဒီလူတွေကနေပြီးတော့အေကုတ်ပီကိုပဲကျက်သွန်လေးစားတာနော်အမဲသားစားတာအဲ့ဒါပဲပြန်ပြီးတော့တတိရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်သူများလဲဖယားရဲ့သားသမီးဖြစ်ပြီဆိုလို့ရှိရင်အရင်တော့ကဇာတိပဂတိတို့ကလွတ်ခဲ့တဲ့အရာတွေကိုပြန်ပြီးတော့မလွတ်ပါနဲ့နော်အဲ့ဒါကိုကျွန်တော်တို့ကိုစကားပြောတာဖြစ်တယ်အဲ့ဒါကြောင့်မလို့သူတို့လည်းထွက်ပြေးလာရင်နဲ့ဒီဟရဲမှာပင်လယ်ထဲမှာရှေ့မှာတွားကြတဲ့အချိန်မှာပင်လယ်ကြီးကနော်သူတို့ကိုကာတယ်တွားတဲ့လမ်းမရှိတော့ဘူးမရှိတဲ့အချိန်မှာဘုရားသခင်ကမောရှေကိုဗာပြောလိုက်တယ်လေဆိုလို့ရှိရင်မောရှေကိုနော်မင်းလက်ထဲမှာပါရှိတယ်လေတောင်ဖွေးရှိတယ်အဲ့ဒီတောင်ဖွေးနဲ့ပင်လယ်ကြီးကိုခွဲလိုက်ဆိုပြီးတော့မှဘုရားပြောတဲ့အတိုင်းပဲမောရှေကလည်းပင်လယ်ကြီးကိုဒီလိုပြလိုက်တဲ့အချိန်မှာပင်လယ်ကြီးဟာနော်အန်အောစရာပဲပင်လယ်ကြီးဟာကြော
ကြောက်နိုင်ရန်ကဲ့သို့ဒီလိုပဲနော်အဲ့ဒီလိုပင်လေကြီးဟာဖြစ်ပြီးတော့မှအဲ့ဒီမှာဣသေလလူတွေကိုကောင်းကောင်းမွန်မွန်တွားနိုင်တယ်မြေကြီးထဲမှာတွားမြေကြီးအဲ့ဒီပင်လေကြီးကရေမရှိတော့ဘဲနဲ့မြေကြီးလိုပဲဖြစ်သွားပြီးတော့အဲ့မှာလွတ်လွတ်လပ်လပ်နဲ့ဒီသူတို့တွားနိုင်တယ်တွားတဲ့အချိန်မှာသူတို့ဟိုးဖက်ရောက်တဲ့အချိန်မှာဟိုသူတို့ရဲ့ရန်သူတွေနော်အီဂျစ်အမျိုးသားတွေကလည်းလိုက်တဲ့အချိန်မှာသူတို့ဣတိလလေးတစ်ဖက်ကမ်းရောက်လာတဲ့အချိန်မှာဘုရားသခင်ရဲ့တကူတော်အဖြစ်အဲ့ဒီပင်လယ်ကြီးကိုပြန်စုစေပြီးတော့အဲ့ဒီစစ်သားတွေယထာတွေမြင်းတွေအားလုံးပျောက်ဆုံးသွားတယ်ဆိုတာကျွန်တော်တို့ဒီဟရင်ကျမ်းစာထဲမှာကျွန်တော်တို့အတိရတယ်ဆိုတော့ကျွန်တော်တို့ကိုဘာစကားပြောတာလဲနော်ကျွန်တော်တို့ယုံကြည်သူများယနေ့အသက်ရှင်နေတဲ့အချိန်မှာဘုရားသခင်ကိုပဲအားကိုးပါဘုရားသခင်ကတောင်ဖွေးကိုအသုံးပြုတဲ့ကဲ့သို့ကျွန်တော်တို့ယုံကြည်သူများလဲဘုရားသခင်ကအသုံးပြုခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့ကဘုရားသခင်စကားပြောတဲ့အတိုင်းကျွန်တော်တို့အသက်မရှင်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာရထိုက်တယ်လို့မရနိုင်ဘူးမရနိုင်ဘူးအဲကြောင့်မလို့ဘုရားရဲ့တကူတော်ကိုမြင်တဲ့အချိန်မှာပင်လယ်ကြီးကိုဖြတ်တဲ့အချိန်မှာဟိုးဖက်ရောက်တော့အဲ့ဒီချိန်မှာပဲမောရှေကိုလည်းယုံကြတယ်ဝမ်းသာကြတယ်သာဝရဘုရားကိုလည်းယုံကြတယ်နော်ဆိုတော့ပြောချင်တာကပါလဲဆိုလို့ရှိရင်ဒီဟိုနေ့စထွက်လာတဲ့လူတွေဟာ6သိန်းကျော်စထွက်လာကြပါတယ်ဒါပေမဲ့လမ်းမှာတေချေပြက်စီးပြီးတော့လူ2ယောက်ပဲကြံတယ်မောရှေနဲ့အာယုံပဲကြံတယ်နော်သူတို့2ယောက်ပဲကြံတယ်သူတို့2ယောက်ကြံလာတဲ့အချိန်မှာမောရှေလည်းဘုရားသခင်ကသူ့ကိုခေါ်ပြီးတော့မှမောရှေနော်သူကလည်းဒီဟရင်မှာလမ်းတစ်ဝက်မှာလာတော့ကမောရှေကလည်းဘုရားစကားကိုနားမထောင်တဲ့အတွက်ကြောင့်သူ့ကိုခန္ဓာကနေပြီးတော့ခါနန်ပြည်ကိုမြင်လိုက်တယ်သူမရောက်ဘူးနော်အဲ့ဒါဘာကြောင့်လဲမောရှေလည်းဒီဟရင်မှာလမ်းခရီးမှာဘုရားပြောတဲ့အတိုင်းသူမနေထိုင်တဲ့အတွက်ကြောင့်ဘုရားကသူ့ရဲ့ကိုခန္ဓာကိုတော့အဲ့ဒီမှာခါနန်ပြည်ကိုမရောက်စေဘူးလမ်းတစ်ဝက်မှာပဲဆုံးသွားတယ်